ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောမယ်ပထမပိုင်းမှာတော့ကျွန်တော်ဒီဝေဖူးနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောမယ်ဒုတိယပိုင်းမှာကျတော့ကျွန်တော်အနေနဲ့ကျွန်တော်အမြဲတမ်းလုပ်နေတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြမယ်ဒါကျွန်တော်အနေနဲ့ပြန်ပြီး share ပေးတာပေါ့နော်ကျွန်တော်လုပ်တဲ့အရာကိုဒီတော့ကျွန်တော်အနေနဲ့ကျတော့လေကျွန်တော်ဒီဗီဒီယိုတွေကဒီဝေဖူးမှာကျတော့စိတ်ရတာအရန်ကြားတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီ2 မိနစ်စာ2 မိနစ်စာဒီလောက်ပဲကျွန်တော်တင်လေးရှိရပါတော့ဒါကြောင့်မို့လို့တကယ်လို့ဒီဟာကကျွန်တော်တို့အနေနဲ့ပြီးသွားပြီတဝက်ပဲရတယ်ဆိုလို့ရှိရင်နောက်တဝက်ကကျွန်တော် YouTube ပေါ်မှာတင်ထားတာဖြစ်ပါတယ်ဒါစဆုံးကတော့ YouTube ပေါ်မှာပဲရှိလိမ့်မယ်ဒီပထမဘိုင်းမှာကျတော့ဒီ web application မှာပေါ့နော်ကျွန်တော် web application မှာကျွန်တော်တင်ရမယ်ဒီတော့ကျွန်တော်အနေနဲ့အဲ့ဒါကိုပြောမှဆိုရင်ကြိုတင်ပြီးတော့ပြောထားတာပေါ့နော်ချိုးတွေကြတော့မသိကြဘူးမသိတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဗီဒီယိုလေးတစ်ပုတ်လုပ်ထားတယ်အဲ့ဒါပါလဲဆိုတော့ဒီကျွန်တော်တို့ YouTube လက်တွေကနေပြီးတော့ဝင်တဲ့ခါမှာကျွန်တော်အနေနဲ့ဒါစနစ်တကျလေးဝင်တက်အောင်ပေါ့နော်မသိတဲ့လူတွေပါဆရာကြီးတွေကတော့ဒါကြော်သွားလို့ရပါတယ်ပေါ့နော်ဒါဆရာကြီးတွေကိုတွေ့လဲဒါပြောပေးရသေးတာပေါ့ကျွန်တော်ကြာသူတို့ဆရာလုံနေတယ်ဆိုပြီးတော့ထင်နေမှာကြောက်လို့ဒီတော့ဒီမသိသေးတဲ့လူတွေကတော့ကျွန်တော်ရဲ့ဒီဗီဒီယိုတွေကပြတ်တော့ဖြစ်သွားမယ်မဆုံးမဲနဲ့တဝက်တစ်ပြက်ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော် YouTube ပေါ်မှာတင်ထားတယ်လို့မှတ်ပါနောက်ပြီးတော့ကျွန်တော်အောက်မှာလည်းစာတန်းလေးရေးပေးထားတာပေါ့နော်ဒါ YouTube ပေါ်မှာအစဆုံးကြည့်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့တင်ပေးထားတာရှိတယ်ဒါဝင်နည်းကိုလည်းဒီဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်အနေနဲ့ပြောသွားပေးမယ်ဒီတော့ကျွန်တော်အနေနဲ့နံပါတ်1ချက်ကိုကျွန်တော်ပြောမှာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်အနေနဲ့ဒီကိုကနေပြီးတော့ဒီ social media ပေါ်မှာကျွန်တော်တို့လုပ်ငန်းလုပ်နေတယ်ဘယ်လိုလုပ်လဲဆိုတော့ဒီ online shop ပဲလို့ဈေးရောက်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ free post မှာလုပ်နေတယ် TikTok မှာလုပ်နေတယ်အဲ့ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကအဲ့ဒီကကျွန်တော်တို့ရဲ့ account လက်ကိုယူပြီးတော့ဒီ web application မှာလာထည့်လို့ရတယ်အဲ့လိုလာထည့်ထားတော့အဖြစ်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ follower တွေကနေပြီးတော့သိပြီးတော့ခါကြတော့ကျွန်တော်တို့ရဲ့ဒါ TikTok shop ဆိုတဲ့ TikTok shop account ကိုရောက်သွားမယ် free post ဆိုတဲ့ free post account ကိုရောက်သွားမှာပေါ့နော်ကိုပေးထောင်ထားတယ်ဆိုရင်ပေးပေါ့အဲ့လိုမျိုးထည့်ထားတော့အဖြစ်ကျွန်တော်တို့အနေနဲ့ဆက်သွယ်ရေးပေါ့နော်တယောက်နဲ့တယောက်အပြန်လာဆက်သွယ်ရေးတွေရမယ်ဒါလေးကိုကျွန်တော်အနေနဲ့ဒါပထမပိုင်းနဲ့ပြောချင်တာပါဒုတိယပိုင်းမှာကျတော့ဗာပြောမလဲဆိုတော့ကျွန်တော်အမြဲလုပ်နေတယ်ပေါ့နော် Gateway application ပေါ့နော် Gateway website ကဘာတွေလုပ်လဲဆိုတော့သူက Gateway website တစ်ခုဖြစ်နေဒါပေမဲ့ Gateway website ဆိုပေမဲ့ Game ကျွန်တော်အနေနဲ့ကျတော့Game မဆောက်ဘူး Game မဆောက်တာလည်းတော့ကြာပြီပေါ့နော်ဘာလဲဆိုတော့ကျွန်တော်အနေနဲ့ဒီ application တွေကိုဖွဲ့ထားပြီးတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဒီကိုနိုင်တယ်လို့ကိုအားတဲ့ချိန်ပေါ့နော်အားတဲ့ချိန်အိတ်တဲ့ချိန်ပဲယူရအိတ်တဲ့ချိန်မှာကျွန်တော်တို့ဖုန်းဖွဲ့ထားမယ်အင်တာနက်လည်းဖွဲ့ထားမှာနော်အင်တာနက်လည်းတော့ဖွဲ့ရမယ်ဒါဖုန်းဖွဲ့ထားပြီးတော့ကျွန်တော်အနေနဲ့သူ့ရဲ့ application ဖွဲ့ခိုင်းတာပေါ့ပြောမှဆိုလို့ရှိရင်အဲ့လိုမျိုးဖွဲ့ထားလို့ရှိရင်ကျွန်တော်တို့အနေနဲ့သူကနေပြီးတော့ဒီဖြည်းဖြည်းချင်းပေါ့နော်ကျွန်တော် coin တွေစုပြီးတော့ကျွန်တော်တို့အနေနဲ့ပိုက်ဆံအနေနဲ့ထုတ်တာပါထုတ်တဲ့ငွေထုတ်နည်းတွေလည်းအများကြီးရှိတယ်ဒီ Binance တို့ Money Wallet တို့နောက်ပြီးတဲ့ခါကျတော့ Payer တို့ PayPal တို့အစုံရှိတာပေါ့နော်ကြံတဲ့ငွေထုတ်နည်းတွေလည်းအများကြီးရှိသေးတယ်နောက်ပိုင်းမှာကျွန်တော်အနေနဲ့ဒါပြောသွားပေးမှာပေါ့နော်